ကိုတရားထုတ်တယ်ဆိုတာတမာရီရယုံလေးကြီးပဲတရားထိုင်နေတမာရီတော့ပဲလာမှပြီးရင်ထားလိုက်ရင်ပျောက်သွားပြန်ပျောက်သွားအောင်ပါပဲနော်ထွက်လေဝင်လေမှတ်ပြီးပျောက်သွားဒါမှမဟုတ်ရိတ်သားတွေခေါက်ခေါက်ဘလောက်ဝင်ညံမဖြစ်တာတွေအများကြီးဖြစ်တယ်အသိဉာဏ်မဖြစ်ဘူးလေတမာရီဖြစ်ုံလေးလောက်တင်ကြိုးစားရင်တမာရီပဲဖြစ်တမာရီဆိုတာထားလိုက်တာနဲ့ပျောက်သွားအိမ်ရောက်တော့ဒုံရင်ဈေးထဲရောက်တော့အရင်ပုံစံနော်လူကြားတဲ့ဝင်တော့လည်းပဲဒီအတိုင်းပဲအဲ့လိုတွေဖြစ်တာအဲ့လိုမဖြစ်ရအောင်ခုနတမာတိဆိုတာဖြုတ်လိုက်တာနဲ့တန်းဖြုတ်လိုက်တာနဲ့အရင်ဒုံးဆန်လိုက်ပြဖြစ်သွားဒါကိုဇန်လျှောတယ်ဆိုတာကြားဘူးကြတယ်မဟုတ်လားတမာတိဆိုတာလျှောတယ်ပညာကြတော့အဲ့လိုမဖြစ်တော့ဘူးဥမာမဲ့ဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားထားတဲ့ပုဂ္ဂိုလ်တရားဟာဈေးရောက်လဲဒီအတိရရှိတယ်အိမ်ပြန်ရောက်လဲဒီအသိရှိတယ်လူကြားတဲ့ဝင်လဲဒီအသိရှိတယ်အလုံးဟာမြင်သမျှအရာတွေအလုံးတစ်ခုမှမမြဲဘူးဆိုတာကိုသဘောပေါက်နေတယ်ကြားသမျှအတန်တွေလဲတစ်ခုမှမမြဲဘူးဆိုတာသဘောပေါက်နေတယ်ကြားလိုက်လို့သိလိုက်တဲ့အသိဟောနှစ်ခုစလုံးဟာအဲ့ဒီလိုအာယုံစိတ်ရောနှစ်ခုဟာပြိုင်တူပြက်နေတယ်ဆိုတာကိုစေးတဲ့သွားအရထဲသွားအဲ့ဒီအတိကြီးဖြစ်နေမှာပဲဖြစ်တယ်ပေါ့တတိတံစဉ်အဲ့ဒီလိုဖြစ်နေပြီဆိုမှတရားလို့နော်တရားရပြီလို့ပြောလို့ရမှာလို့ဆိုကိုယ့်ကိုသောတာပန်ထင်လို့ထင်ဟိုဟာထင်လို့ထင်လက်မှတ်တော့ယူထားရမှာပေါ့အဲ့တော့အတိချင်းဟာဗုဒ္ဓဘာကွဲပြားခြားနာတယ်လို့အဲ့တော့မြတ်စွာဘုရားကအခုလိုတရားဓမ္မကိုကျင့်ကြံကိုအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေအနေနဲ့အမြဲတမ်းဒီတိုင်းရှုမှတ်နေရမှာလားနော်မရှုမှတ်ဖဲနဲ့လွတ်ထားလို့ရှင်ရောဘာဖြစ်လဲဘယ်လိုပြောင်းလဲရမလဲပို့ပြီးတော့ရေးကြည့်တယ်တရားစခန်းဝင်တယ်ဆိုတော့အချိန်မောင်းစခန်းမောင်းလည်းများတယ်အချိန်လည်းများတယ်စခန်းမောင်းများအချိန်မောင်းများတဲ့အခါဝိတ်တက်လာတာပဲရှိဘာလို့လဲဆိုတချို့ကာတုံးအတောင်ရေးထားတယ်တရားစခန်းတစ်လောက်ဝင်လာတပေါင်တက်လာဆိုအဲ့ဒါမျိုးကောင်းဖြစ်တယ်ပေါင်လေးတက်လာစားရအိတ်တာငြိမ်တာနဲ့ပဲပေါင်လေးတက်လာခွန်းအဲ့ဒါလို့တော့မဖြစ်စေသင့်ဘူးပေါ့နော်မဖြစ်စေသင့်ဘူးပေါင်မတက်ရဘူးအသိဉာဏ်ပဲတက်ရမယ်အသိဉာဏ်မတက်ဘဲနဲ့တချို့ကတော့တရားစခန်းလေးတစ်ခါဝင်ပြီးရင်တော့ကိုယ်အကုန်လုံးသိပြီလို့ထင်တရားတော့နာစရာမလိုဘူးတရားလည်းအထုတ်စရာမလိုငါသောတပန်ဖြစ်နေပြီတချို့ကြတော့အရိမတရားဘုရားဖူးရင်လို့မတော်တဆသောတပန်ဖြစ်သွားဘယ်လိုလုံးမလို့ရဟနာဖြစ်သွားလို့ရှိရင်ဘယ်လိုလုံးမလို့ကြောက်တဲ့လူကရှိသေးတယ်တကယ်ရှိတာနော်အဲ့မတော်တဆဘာမှမဖြစ်ဘူးတရားသူတရားမြတ်ဆိုတာနော်မနှဲလုံးနေတာတော့မရောက်နိုင်တော့မတော်တဆဆိုတာတော့မရှိဘူးမတော်တဆလိမ့်ကြတာတော့ဖြစ်နိုင်တယ်တရားကိုမတော်တဆရသွားတယ်ဆိုတာဘယ်တော့မှမရှိဘူးမတော်တဆအိမ်အောင်ကြတာရှိတယ်မတော်တဆအိမ်အောင်ကြတာဖြစ်နိုင်မတော်တဆသောတပန်ဖြစ်တယ်ဆိုဘယ်တော့မှမရှိဘူးမတရားတွေကြီးပဲဒါကိုလုံးဝဖြစ်တာဒါတွေကနော်